ကျွန်တော်ခီးတဲ့ရင်းနေရဖွဲ့တယ်ဆိုလို့ရှိရင်နေ့တိုင်းအိတ်ကြတာအဲ့ရင်ကျွန်တော်တက်ဖို့ရိုင် live ပေါ်တင်ပြလိုက်တယ်အခုကျွန်တော်ကသတင်းကြိုး promotion ပေးထားတယ်ဒီနေ့တရက်နေ့ကစပြီးတော့9ရက်နေ့ဒီ9ရက်နေ့ကသတင်းကြိုးလာပြီနေဆိုတော့အဲ့ဒီမှာ9ရက်နေ့ထိကို passport ပြည်စုံစီးတဲ့သူတွေ2ယောက်ပြန်ရင်နောက်ထပ်1ယောက် free ဘန်ကောက်ရန်ကုန်ဗီဇာတော်နေလေးတွေ3ယောက်ပြန်ရင်နောက်ထပ်1ယောက် free ကာကမီဘူးเนาะဘန်ကောက်ရန်ကုန်ဘတ်စာရွက်ကင်လာတဲ့သူတွေ3ရွက်ကင်နေဖြစ်စေ5ရွက်ကင်နေဖြစ်စေကျွန်တော်တို့4ယောက်ပြန်ရင်နောက်ထပ်1ယောက် free ကာကမီဘူးဘန်ကောက်ရန်ကုန်ဘာထောက်တာမှမရှိဘဲနဲ့မှတ်ပုံတွေတစ်ခုပဲကင်ထားတဲ့သူတွေ9ယောက်ပြန်ရင်နောက်ထပ်1ယောက် free ကျွန်တော် promotion ပေးထားတဲ့သတင်းကြိုး promotion 2+1 3+1 4+1 5+1 ဆိုပြီးတော့ကျွန်တော်ကောင်းနေပေးထားတယ်အဲ့ဒါတချို့ကမေးကြတယ်တယောက်တဲ့သမားတွေမပါဘူးလားလဲပါတာပေါ့တယောက်တဲ့သမားတွေကကျတော့10ရာခိုင်နှုန်းကာကခီးစဉ်၄ခုတည်းပဲတစ်ခုနဲ့ပြင်မယ်10ရာခိုင်နှုန်းကျွန်တော် short ပေးထားတယ်အဲ့လိုမျိုးကျွန်တော်သတင်းကြိုး promotion လုပ်တာပေး